ကျွန်တော်ကောင်မလေးတယောက်စီကနေခောက်ဆွဲတပွဲမှာလိုက်တယ်ဒါပေမဲ့ထိုင်လိုက်ရုံရှိသေးတယ်သူကပစ္စည်းတွေကိုကပ်ပြားကြရသိမ့်ပါလေရောကျွန်တော်ထိုင်မဲ့ခုံပူလေးကိုပါဆွဲယူသွားတယ်ဘာဖြစ်လို့ဖြစ်မှန်းမသိကြောင်နေလုံးရှိသေးတယ်ကျွန်တော်တို့ကပါလူသွားပြန်ရောပြီးတော့သူ့စကူတာပေါ်တက်ပြီးတခြားလမ်းဘေးဈေးတွေနဲ့အတူမောင်းပြေးသွားတော့တာပဲအဲ့ဒီတော့မှစီပင်တွေလာနေမှန်းကျွန်တော်ရိပ်မိတော့တယ်ဘာမှလုပ်လို့မရပဲဒီတိုင်းပဲစိတ်ပြက်လက်ပြက်ပြန်လှည့်လာခဲ့ရတယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီကောင်မလေးကပြန်ရောက်လာပြန်တယ်ကျွန်တော်ဘာလို့ဒီမှာရှိနေသေးလဲဆိုပြီးသူကအံ့ဩနေတယ်ကျွန်တော်ကတော့စိတ်တူတူနဲ့သူ့ကိုဂယုမဆိုင်ဖဲနေလိုက်တယ်ဒါနဲ့သူကအယော်စားအနေနဲ့နောက်တစ်ပွဲအမြန်လုပ်ပေးမယ်ဆိုပြီးကန့်လန့်လာတယ်ဒါပေမဲ့လက်လက်ဆက်ဆက်လုပ်ထားတဲ့ခောက်ဆွဲပွဲကိုလှမ်းပေးလို့ကျွန်တော်လမ်းယူမှာပဲစီပင်တွေကထပ်ပြီးရောက်လာပြန်ရောပြကောင်မလေးလဲလမ်းဖြာပြီးထွက်ပြေးတော့ခောက်ဆွဲတွေပါဖိတ်စင်ကုန်တာပေါ့နောက်နေ့ကျတော့ကျွန်တော်စိတ်ထဲမကြည်နဲ့တာနဲ့လက်မလျှော့နိုင်ပဲသူ့မိသားစုဆိုင်ကိုသွားပြီးသူ့ရဲ့ဆရာသမားကိုစိန်ခေါ်လိုက်တဲ့စီကန်းကရိုးရိုးလေးပဲဆိုင်ရဲ့နာမည်ကြီးအစားအစာကိုချက်ပြန်ရမှာဖြစ်ပြီးရှုံးတဲ့သူကဘယ်တော့မှချက်ပြုတ်ခွင့်မရှိတော့ဘူးကျွန်တော်ကျွမ်းကျင်နဲ့ငါးတွေကိုလှိဖြက်နေတော့လှည့်ကြည့်လိုက်တော့ကောင်မလေးရဲ့ဆရာကသူ့ကိုယ်စားဒီကောင်မလေးကိုဝင်ပြန်ခိုင်းနေတာတွေ့ရတယ်ဒါကကျွန်တော်ကိုအထင်သေးတာတိတာတာပေါ့ဒါပေမဲ့ကျွန်တော်ဂယုမဆိုင်ပါဘူးကိုချက်ပြုတ်မှုပုံမှာပဲအာယုံဆိုင်ထားပြီးအစင်တိုင်းကိုတေချာဂယုတဆိုင်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်ဟင်းရည်ကိုပကံနဲ့လောင်းထည့်လိုက်တဲ့အချိန်မှာပဲအချိန်ကကွက်တိပြည့်သွားခဲ့တယ်ဒိုင်တွေမြည်ဆန်းပြီးတဲ့နောက်မှာတော့မမျော်လင့်ပဲကျွန်တော်ပဲပြန်ခွဲမှာနိုင်သွားခဲ့တယ်သူတို့လည်းဂတိအတိုင်းသူတို့ရဲ့စဖို့မူသားကိုကျွန်တော်စီလွှဲအပ်ပေးခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ဆိုင်ထဲကထွက်လာတာနဲ့အဲ့ဒီကောင်မလေးကနောက်ကနေဒေါသတကြီးလိုက်လာပြီးကလဲစားချင်မယ်ဆိုပြီးကျိန်းမောင်းလေရဲ့ကျွန်တော်ကတော့သူ့စကားကိုလုံးဝအတိမယူခဲ့ဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းထဲကို message တစ်ခုဝင်လာတယ်ကျွန်တော်အဖွဲ့ဝင်ကိုပျောက်ဆုံးနေတဲ့ညီမလေးကိုရှာခိုင်းထားတာဖြစ်ပြီးသူပို့လိုက်တဲ့တပ်ပုံတွေကလူကအခုကောင်မလေးဖြစ်နေတာပဲကျွန်တော်ရဲ့ပျောက်ဆုံးနေတဲ့ညီမလေးရင်းကိုမှကျွန်တော်ကစိတ်ဆိုးအောင်တေချာပေါက်လုံးမိသွားပြီလေ